အားလုံးပဲမင်္ဂလာပါအင်ရှင်မ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကကလေးလေးရဲ့အကြောင်းဖွင့်ရဆိုတော့သူ့အတွက်ထမင်းဘူးကိုအိမ်မှာရှိရလေးနဲ့လွယ်တကူပြင်ဆင်ပေးပြပါတယ်ကြက်ဥလေးကိုကြက်သွန်မိတ်ကလေးနဲ့ကြော်ပေးလိုက်ပါမယ်သူ့ထမင်းဘူးကဟင်းခွက်က2ခွက်ဆိုတော့ဟင်းခွက်2ခွက်ပြအောင်ထည့်ပေးရမှာပေါ့နော်ကြက်ဥကိုစားလေးနည်းနည်းထည့်ပြီးခလောက်မယ်ကြက်သွန်မိတ်ကလေးထည့်မယ်ဒါဆိုရင်ကြက်ဥကြော်လေးလွယ်ကြော်လိုက်ရုံပါပဲကျွန်တော်ကကြက်ဥကြော်ရင်စီအများကြီးမသုံးရင်တော့အဲ့လိုအိုးပြားကိုသုံးပါတယ်စီပါလီကလေးပဲထည့်ပြီးတော့ကြက်ဥကိုကြော်ပါတယ်ကြက်ဥလေးအောက်ဘက်ကနည်းနည်းလေးကျွတ်လာပြီဆိုရင်လှန်ပေးလိုက်ပါတယ်နှစ်ခါလုံးကြက်ပြီဆိုရင်ကျွန်တော်တို့ကြက်ဥကြော်တာပြီးပါပြီစိမ်းကြော်တော့ကတော့ကျွန်တော်ပန်းကော်ပြီးကိုကျွန်တော်ကဈေးရဝယ်ထားပြီးအဲ့လိုပလတ်စတစ်နဲ့အုပ်ပြီးတော့သိမ်းလိရှိပါတယ်အဲ့ဒါဆိုရင်ပေါ်ရန်ပန်းနေရမမဲပဲနဲ့ကြာကြီးသုံးလို့ရပါတယ်ကျွန်တော်ကအင်ရှင်မတယောက်ဖြစ်လာပြီမဲ့ဒါကြီးဖွယ်ရာကြီးမချက်တတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်ကိုစမ်းညံစမ်းရှိလောက်တော့တက်နိုင်ဆုံးချက်ပေးပါတယ်ခါကျဲဥကြတော့တသားကသူကယုံကြိုက်တော့ယုံကခါကျဲဥစားတယ်ဆိုတော့သူကလည်းခါကျဲဥကြိုက်သွားတာပေါ့နော်အားကြောင့်မလို့ခါကျဲဥကျွန်တော်လည်းအများလေးထည့်ပေးလိုက်ပါတယ်သူကခါကျဲဥပါလို့ရှင်ခါကျဲဥတွေကိုအထူးသဖြင့်ရွေးစားတယ်သူကခါကျဲဥကမျက်လုံးတွေလည်းအားကောင်းတော့ကျွန်တော်များထည့်ပေးပြပါတယ်အင်ရှင်မတယောက်ဖြစ်လာတော့လေသူတို့ဗာကြိုက်တတ်တယ်လေဗာလေးဆိုရင်ပူစားလောက်လဲဆိုတာဒီရက်စဉ်းစားရတာမောပါလေအဲ့နာကျွန်တော်ပူစားပဲဒီလေးလေးလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်ကလေးတွေကိုခဏကိုကြီးထွားစီရဲ့ထဲမှာပဲပါတော့သူကပဲကတရက်ကိုတစ်မျိုးပေါ့နော်အမြဲတမ်းထည့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ပူစားပဲဒီထည့်တာပါအဲ့နာကျွန်တော်ကော်ဖီလေးလဲပပလေးပြီးတော့ထည့်ပါတယ်အဲ့နောက်ကျွန်တော်တိုးရားလေးကိုလည်းအမဲညောင်တွေကိုဖယ်ပြီးတော့ကျွန်တော်ထည့်ဖို့လုပ်ပါတယ်ပြီးရင်အကုန်လုံးကိုရောပြီးတော့ကျွန်တော်စားလေးနဲ့ရေခဏစိမ့်ပါတယ်အသီးနှံနေဆိုရင်အဲ့လိုစားနဲ့ရေခဏစိမ့်တာအချင်းဖြစ်နေပါပြီပြီးတော့ကြက်သွန်ပြူလေးကိုပပရိုက်ပြီးလီးပြီးတော့ကြော်ပါမယ်စီရင်ထည့်တယ်စီကကျွန်တော်ကစီ3ကျွန်တော်ကသိမကြမ်းပါဘူးစီနည်းနည်းပဲထည့်တာပါကြက်သွန်ပြူကြော်တယ်ကြက်သွန်ပြူလင်းလေးမွေးလာရင်ဆွနာကစားရည်စိမ်ပြီးတော့ထားထားတဲ့စစ်ထားတဲ့စင်းကြော်ကိုထည့်ပြီးကြော်ပါမယ်ပြီးရင်စားရည်ချုံမုံရည်ခရူးစီရည်အဲ့ဒါနဲ့ထည့်ပြီးတော့မွေပြီးတော့အုပ်ထားပေးပါမယ်အသီးနှံဆိုတော့အကြာကြီးကြော်စရာမလိုပါဘူးခဏနဲ့ရင်ကိုအသီးနှံတွေအကုန်လုံးကကြက်ပါတယ်ကိုကကျွတ်ကလေးကြိုက်တယ်ဆိုတော့တအားကြီးမကြက်ခင်မှာချရမှာပါကိုကပျော့အီကြိုက်တယ်ဆိုတော့နည်းနည်းလေးတဲထားပေါ့နော်အဲ့ဒါဆိုရင်တော့သူ့အတွက်ဟင်းကရပါပြီဒါကတော့မုံဘူးအတွက်ပါအိမ်မှာရှိတဲ့မာလကာဒီကိုပပလေးတွေလီးပြီးထည့်ပေးဖြစ်ပါတယ်ကျွန်တော်ကအများသောဖြင့်သူ့မုံဘူးကိုအသီးပဲထည့်ပေးလိရှိတာပါတစ်ခါတလေဆိုရင်တော့ပါမုံကျုပ်ကြော်တို့ဘာလို့ထည့်ပေးဖြစ်ပါတယ်မာလကာဒီကိုအိမ်မှာရှိတဲ့အမှုံလေးနဲ့ထည့်ပေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တလဲသီးကိုဘယ်လိုကျွေးရမလဲကျွန်တော်စဉ်းစားပါတယ်ဒါသူပထမဆုံးစားဖို့ခြင်းမှာတလဲသီးကိုကျွန်တော်ခွန်ခွာပေးလိုက်ရမလားဒီတိုင်းထည့်ပေးလိုက်ရမလားစဉ်းစားနောက်ဆုံးမှသူမစားတတ်မှာဆိုလို့ကျွန်တော်ခွန်ခွာပြီးတော့အစီလေးတွေကိုအဲ့လိုထည့်ပေးပြပါတယ်ဒါတော့သူဒီနေ့အလွယ်ပြင်ပေးဖြစ်တဲ့ထမင်းဘူးနဲ့သူရဲ့မုံဘူးလေးတွေပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်